Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့လီယိုခရတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Brother M ခရတာဆောက်ထားတဲ့ရွှေတကုံအိုးရာကိုဆော့ပြမှာပေါ့နော်ကဲဆော့ကြည့်အောင်ဟောဒီ M ခရတာ Welcome to Myanmar ရွှေတကုံအိုးရာလုံးဝမိုက်တယ်ဗျာကဲနေမိုးတင်းလာမယ်Okay 我哋睇咩得字啊？我話I'm發達佬講熟，睇你唔掂。我話咯，啲色個三個你話十下。哦，啲人嚟到ကျွန်တော်တို့ရွှေတကုံတရားကိုမြင်နေရတယ်။နေဒုတိယဒီနေရာပတ်ကြည့်အောင်။အိုးဒီနေရာလည်းတော်တော်မိုက်တာ။ Brother I'm 發達လောက်တောင်ဆောက်ထားလိမ့်မသိဘူး။ကျွန်တော်တို့တော်တော်ကြီးကိုအချိန်ပေးရမှာဗျာဒါမျိုးတာကျွန်တော်စောက်မယ်ဆိုသူကတော့အနေရက်လဲတော့မသိဘူးဗျာတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်ဗျာအသေးစိတ်ကအစားလုပ်ပြီးထားတော်တော်ကြီးကိုမိုက်တယ်ဟိုတပါလိုက်မိုက်ကဲအပေါ်တက်ကြည့်အောင်လုံးဝမှာနော်သေးစိတ်ကအစားလုပ်ပြီးထားဟိုအဲ့တော့ကျွန်တော်တို့ရွှေတကုံဘူရာကြီးပေါ့ဒါကြီးရရှေ့ပဲလုံးဝဟိုမိုက်တယ်ဗျာအဲ့မိုးကိုပြန်ကြည့်အောင်ဟဲ့ကြီးပဲတော်တော်ကြီးကိုဆောက်ထားရမှာကျွန်တော်တို့ကတော့ဆောက်လည်းမဆောက်တတ်ဘူးဆောက်လည်းမဆောက်နိုင်ဘူးတကယ်လို့ဆောက်မယ်ဆိုရင်တော့တော်တော်ကြီးကိုအချိန်ပေးရမှာလုံးဝအမခတ်တာတော့ဒါကြီးကိုဆောက်နိုင်ခဲ့ရမိုက်တယ်โอ้ရောက်ပြရောက်ခဲ့ဟိုကိုနားနေဗျမိုးချုပ်ကြည့်အောင်လောက်တော့တဖာဝတ်ဆက်ရှိတ်တာလေးထည့်ရင်တော့တော်တော်ကြီးကိုလာမှာဗျကျွန်တော်မှရှိတ်တာမရှိတော့မထည့်လိုက်ဒီတိုင်းရိုးကြီးပေါ့ရှိတ်တာလေးထည့်ပြီးတော့ဒီဝေါ်ကိုဆော့ကြည့်ကြပါတို့အကြံပေးကြည့်ပါဘာလို့လဲဆိုရှိတ်တာနဲ့ဆိုတော်တော်ကြီးကိုမှလာမှာကျွန်တော်ရှိတ်တာမရှိတော့ဒီတိုင်းပဲဆော့ကြည့်ပါရှိတ်တာမထည့်ဘဲနဲ့ကိုလာနေတာဗျလုံးဝ share ပဲလုံးဝနော်နမတိတိကစားတယ်လို့ပြောတာကဲဆော့ခြင်းရင်ဒီဝေါ်လေးကိုဆော့ခြင်းရင်တော့ DN ဆိုတဲ့ application ထဲမှာရှိပါတယ် M Creator လို့ရိုက်ရှာကြည့်လိုက်ပါကဲဒီနေ့ကတော့ဒီလောက်ပါပဲဗျ